မင်းကလေးဟာသူ့တက်ကိုယ်တော်စွန့်စားပြီးလူသားတွေရဲ့ကဘာကိုဝင်လာခဲ့တာကတော့အဖိုးအိုတောင်းစားတစ်ယောက်ကိုစားစရာသွားပေးဖို့ပါသူမကအစားအစာကိုတောင်းစားအဖိုးရဲ့အိတ်ထဲထည့်လိုက်တဲ့အချိန်မှာပဲအိတ်ထဲကနေငွေနဲ့ကြီးလိုကျိုးနဲ့တွေရုတ်တရက်ထွက်ပေါ်လာပြီးသူမကိုခဏအတွင်းလုံးဝချုံနှောင်လိုက်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲမင်းကလေးတတိလစ်သွားပြီးတောင်းစားအဖိုးကလည်းသူ့ရဲ့အစွမ်းကိုအသုံးပြုကာသူမကိုခေါ်ဆောင်သွားပါတော့တယ်လမ်းလျှောက်နေရင်းနဲ့အဖိုးရဲ့ပုံစံအမှန်ပေါ်လာပြီးသူ့ခန္ဓာကိုယ်ဟာကြောက်မက်ဖွယ်ကောင်းတဲ့ဘီလူးကြီးအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ဘုံကနေလင်းနိုနဲ့တွေအုပ်လိုက်ကြီးပြန်တန်းလာပါတယ်လင်းနိုအကြီးကြီးတစ်ကောင်ကဘီလူးရှိကိုဆင်းလာပြီးအော်ဟစ်ကဥညွတ်လိုက်တာကသူ့တခင်ကိုကြိုးစိုးနေတယ်လို့ပါပဲသတိလစ်နေတဲ့မင်းကလေးကိုလင်းနိုရဲ့ကြောပေါ်တင်လိုက်ပြီးဘီလူးကလည်းအတူတက်စီးကရှိဝက်ဆန်းကျဲတဲ့ကဘာတစ်ခုစီပြန်တန်းထွက်ခွာသွားပါတယ်ဒါပေမဲ့ရုတ်တရက်ကြောက်မက်ဖွယ်ငှက်ကြီးတစ်ကောင်ကလျှက်စီးလိုအရှိန်နဲ့ကောင်းကင်ကနေဆင်းလာပြီးဘီလူးကိုတိုက်ခိုက်လိုက်ပါတယ်ဘီလူးကကန်ကောင်းလိုလွတ်မြောက်သွားပေမဲ့အန်ရီကမပြီးသေးပါဘူးငှက်ကြီးကထပ်မံတိုက်ခိုက်ဖို့ဝင်လာတဲ့အချိန်မှာဘီလူးကလက်တစ်ချက်သာလှုပ်လိုက်ရုံနဲ့လင်းနိုနဲ့အုပ်ကြီးကငှက်ကြီးကိုဝိုင်းဝန်းတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီနောက်ဘီလူးကသူ့အစွမ်းနဲ့အလင်းရောင်တောင်းနေတဲ့ဓာတ်တလက်ကိုဖန်တီးထုတ်ယူပြီးငှက်ကြီးပေါ်ကိုခုန်တက်လိုက်ပါတယ်ဓာတ်တစ်ချက်ထဲနဲ့ငှက်ကြီးရဲ့အတောင်တစ်ဖက်ကိုဖျက်ချလိုက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသတိလစ်နေတဲ့မင်းကလေးပြန်နိုးလာပါတယ်တစ်ချိန်တည်းမှာပဲဒဏ်ရာရသွားတဲ့ငှက်ကြီးဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားပြီးပြင်းရဲ့ရှိမှာတော့မင်းကလေးရဲ့အကူအောက်ဝတ်ဆာရက်နေတာကိုတွေ့လိုက်ရပါတယ်အောက်ဝတ်ခါဒီမြင်ကွင်းကိုမြင်လိုက်ရတော့ထိတ်လန့်သွားပါတယ်အပေါ်ကိုမော့ကြည့်လိုက်တဲ့အခါသူ့ညီမကိုတခြားကဘာတစ်ခုစီခေါ်ဆောင်သွားနေတာကိုမြင်လိုက်ရပြီးဒူးထောက်လဲကြကမျက်ရည်ကျခဲ့ပါတယ်ညီမကိုလိုက်ရှာရင်းအောက်ဝတ်ဆာနဲ့သူ့တငယ်ချင်းတွေဟာလှိဝက်ဆန်းကျဲတဲ့တစ်တော်တစ်ခုကိုရောက်ရှိလာပါတယ်အဲ့ဒီမှာတစ်ပင်အိုကြီးအောက်မှာထိုင်နေတဲ့သူတို့ရဲ့နှစ်တရာတက်တန်းရှိမြောက်မိတ်ဆွေကိုတွေ့လိုက်ရပါတယ်ငိုယိုရင်းလော့စ်ကဖြစ်ပျက်ခဲ့သမျှကိုမြောက်မိတ်ဆွေကိုပြောပြလိုက်ပါတယ်မြောက်မိတ်ဆွေကခဏလောက်တိတ်ဆိတ်နေပြီးနောက်အသက်ပြင်းပြင်းရှူကာမင်းညီမအတွက်ဆိုရင်အဲ့ဒီရှိဝက်ဆန်းကျဲတဲ့ကဘာကိုငါသွားမယ်လို့ပြောလိုက်ပါတယ်မကြခင်မှာပဲမြောက်မိတ်ဆွေဟာပြန်တန်းပြီးဘီလူးရဲ့ကဘာကိုရောက်ရှိသွားပါတယ်အဲ့ဒီမှာတစ်ပင်တပင်အောက်မှာတယောက်တည်းငိုနေတဲ့မိန်းကလေးကိုတွေ့လိုက်ရပါတယ်အောက်ဝါချရဲ့လက်စွပ်ကိုမြင်လိုက်တဲ့အချိန်မှာတော့မိန်းကလေးရဲ့မျက်လုံးတွေမှာမျောလင်းချက်တွေပြန်လဲတောက်ပလာပါတယ်ဒါပေမဲ့မြောက်မိတ်ဆွေကသူမကိုကယ်တင်ပြီးပြန်ခေါ်သွားဖို့ကြိုးစားတဲ့အခါမှာတော့သူမကခေါင်းခါညှင်းဆန်ပြီးကျမရဲ့အကိုကိုယ်တိုင်လာခေါ်တဲ့အထိကျမဒီနေရာကနေဘယ်မှမသွားဘူးလို့ခိုင်မာပြောလိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် subscribe လုပ်ထားဖို့မမေ့နဲ့နော်